အိတ်တဲ့အချိန်မှာနှစ်ချိုက်အိတ်ရဖို့အတွက်ဘာကိုဖယ်ရှားရမလဲကိန္တုစစ်တော်နာသောစတိဘယ်ရာကိုဖယ်ရှားလို့ရှိရင်မစိုးရင်ရတယ်လေဆိုရင်တော့ကမဖြစ်ရတယ်ကိတ္တတုဧကဓမ္မတဝတ္တရောစေတိခေါ်ရမှာဘယ်အရာဘယ်တရားတစ်ခုကိုဖြည့်ဆည်းဖယ်ရှားပြစ်တာကိုအရှင်ကောရမနှစ်သက်ပါတယ်မိဂွန်သုံးဖို့ပေးမိဂွန်သုံးဖို့ကိုမြတ်စွာဘုရားကဖြေတယ်မိဂွန်ကသုံးဖို့ဖြစ်ပေမဲ့လို့အဖြေထုတ်တာတော့တစ်ခုတည်းပဲကောဒံစစ်တော်ဒုက္ခသိတိအပြည့်ဒေါသကိုပဲဖြတ်မဲ့ဆိုရင်တဲ့မင်းချမ်းသာသာအိပ်ရမယ်လူတွေကကိုဒေါသနဲ့ကိုအိပ်မပြောကြဘူးမကြည်မနှက်တာဆိုရင်လောကအိပ်မရတော့မကြည်မနှက်တွေဖြစ်ဒေါသရှင်ထဲမှာအညိုတေးတွေနဲ့ဒေါသဖြစ်အဲ့ဒါကိုကောဒလို့ခေါ်တယ်စိတ်ဆိုးတွေကောဒဒါတော့ဒီနေရာကကောဒကိုအဓိကထားပြီးတော့ဟောတာရာဂနဲ့လည်းပဲအေးပြတ်မှာပဲဒေါသနဲ့လည်းအေးပြတ်တာတချို့နေရာကျတော့အလုံးကိလေသာတွေမရှိတာပို့ပြီးတော့အေးတယ်ပေါ့ဒီနေရာမှာတော့ဒေါသကိုအဓိကထားပြီးပြဆိုပြဟောတယ်လို့အဲ့လိုမှတ်အောင်ကောဒံစစ်တော်ဒုက္ခသိတိအမြဲဒေါသကိုဖယ်ရှားနိုင်မှစိတ်နှလုံးအေးချမ်းစွာအိပ်ရမှာဖြစ်တယ်ကောဒံစစ်တော်နာသောစတိအမြဲဒေါသကိုဖယ်ရှားနိုင်မှဆိုရင်တော့ကမရောက်မှာဖြစ်တယ်ကောဋ္ဌတဝိတ္တမူလတမတုရကတဝါဒဝါစိတ်ဆိုးတယ်ဆိုတာဟာစိတ်ဆိုးတဲ့ဟာအခြေခံကတော့ဝိတ္တမူလဆိုတာဝိတ္တဆိုတာစိတ်မူလဆိုတာအမြစ်ဝိတ္တမူလဆိုတာအခြေခံကမကောင်းဘူးဒေါသဖြစ်ခြင်းရဲ့အခြေခံကဝိတ္တမူလအစိတ်ကိုအခြေခံတယ်အမြစ်ကဆိုလိုတာကအမြစ်ကအစိတ်ပြင်းတယ်အဖျားကချုပ်တယ်အမြစ်ကအစိတ်ပြင်းပြီးတော့မတုရကတဝါဒဝအဖျားကချုပ်တယ်ဘာပြောတာတော့စိတ်ဆိုးတဲ့အခါမှာစိတ်ဆိုးတာကတော့မကောင်းတာဖြစ်တာမှန်တယ်ဒါပေမဲ့လူတယောက်ဟာစိတ်ဆိုးပြီးကိုယ့်ကိုချစ်နှက်တယ်ဒီကောင်ပြောလိုက်တာမလှုပ်တော့ငြိမ်သွားတယ်ပေါ့ကိုစိတ်ဆိုးလိုက်လို့ဟိုတယောက်ကအရှုံးပေးတယ်သူကသဘောကျသူကသူအောင်းနိုင်သူကြီးဖြစ်နေကလေးတွေပါလေဒေါသခက်အဖေဖေကချော်ကြည်သွားပြန်အချင်းချင်းရန်ဖြစ်ကြတယ်ပြီးတော့တယောက်ကရှော့ပေးတယ်ဒေါသဆိုတာအခြေခံကတော့မကောင်းဘူးဒေါသဖြစ်တဲ့အချိန်မှာအကုန်ဖြစ်နေသို့တော့ဒေါသဖြစ်ပြီးတဲ့အခါမှာတော့မထုရကတာရှင်းနှမှုတွေဖြစ်လာတယ်စိတ်ဆိုးမှုတဲ့လူတွေသိပါလိမ့်မယ်နော်အပိဓာတ်လေးတော့သူကကောင်းတယ်လို့ရှိပိဓာတ်လေးကောင်းတယ်ဒေါသဖြစ်ရင်အေးချမ်းသွားပြီးတော့လူတွေတခါတခါရံဖြစ်နေတော်တော်ရည်စရာကောင်းတယ်သူတို့ပြင်ဗမာတွေရံဖြစ်တာလည်းရှိတယ်နောက်တိုင်းကလူတွေရံဖြစ်တာလည်းရှိတယ်နောက်တိုင်းကလူတွေရံဖြစ်ရင်ဆဲကြတယ် bloody hair ဆိုတာဆဲပြီးတဲ့အခါကျတော့စိတ်ကပြေးသွားတဲ့အခါကျတော့ honey လို့ဘာလို့ဖြစ်ကုန်နော်အဲ့ဒီလိုလေးဖြစ်တယ်အဲ့ဒါမထုရကအပိဓာတ်လေးတော့ချိုးသလိုရှိတယ်ဆုံးသက်တော့ချိုးသွားတယ်စဒေါသဖြစ်တဲ့အချိန်မှာတော့ဆိုးတယ်ပြီးရင်ချိုးသွားတယ်မျက်နှာလည်းချိုးသွားအကုန်ချိုးသွားတယ်အဲ့ဒါပြီးပြီအဲ့ဒါကိုရည်ညွှန်းပြီးတော့ပြောကောဋ္ဌတဝိတ္တမူလတမထုရကတဝါဒဝအစိတ်ပြင်းတဲ့အချိန်အရင်ကအကြောင်းရှိပြီးတော့အဖျားချိုးမှုရှိတဲ့အမျက်ဒေါသကိုပဲဖြောက်ခြင်းကိုသူတော်စင်တွေကချီးမွမ်းကြတယ်။ဒါကြောင့်ဒေါသဆိုတဲ့အမျက်ကိုဖယ်ရှားပစ်ခြင်းဟာဆိုရင်တော့ကမဖြစ်တော့ပါဘူး။ဒါလေးဖြစ်
ကြာမင်းကိုအဲ့ဒါလေးဖြစ်ဒီဟာကတခြားသုတ်တန်တွေမှာလည်းရှိပါဒီမေကုန်းနဲ့ဖြေကတခြားသုတ်တန်တွေမှာလည်းရှိဒီမှာတော့တကြမင်းကြီးကမေးလို့မြတ်စွာဘုရားဖြေတဲ့အနေနဲ့မတတ်တဲ့